ခရစ်တိုတွေနဲ့တကယ်ကိုရှာလို့ရလားချို့လူတွေကဒေါ်လာ100နဲ့ဒေါ်လာ1000ဖြစ်သွားတယ်ဒါပေမဲ့တချို့ကတော့အကုန်ဆုံးရှုံးသွားတယ်ဘာကြောင့်လဲဘလို့နည်းနဲ့နဲ့ဝင်ရှာကြရတယ်ဒီဗီဒီယိုမှာအကုန်ရှင်းပြပါအားလုံးပဲမင်္ဂလာပါလမ်းခရစ်တိုရဲ့ YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ခရစ်တိုကနေဘလို့နည်းနဲ့နဲ့ဝင်ရှာလို့ရလဲဆိုတာကိုလူများနားလည်လည်အောင်အရိုးရှင်းသောပုံစံနဲ့ရှင်းပြပေးတော့ပါမယ်ငွေရှာလို့ရတဲ့နည်းလမ်းတွေကိုအခက်ဆုံးကနေအလွယ်ဆုံးအဆင့်တိုင်းရှင်းပြပေးအောင်ပါပထမဆုံးအနေနဲ့ trading လုပ်တာပါ trading ဆိုတာကတော့တက်ရင်ရောင်းကျရင်ဝယ်တာပါ market တွေကအမြဲတမ်းတက်လည်းမတက်နေပါဘူးအမြဲတမ်းလည်းကျမနေပါဘူးတက်လိုက်ကျလိုက်နဲ့သွားနေတာပါအဲ့ဒီတက်လိုက်ကျလိုက်ဖြစ်နေတာတွေကို short term အနေနဲ့လိုက်ကစားတာကို trading လုပ်တယ်လို့ခေါ်တာပါဥပမာ coin တစ်ခုကိုဒေါ်လာ30နဲ့ဝယ်တယ် price က$15တက်သွားရင်ပြန်ရောင်းမယ်အဲ့အတွက်$5မြောက်သွားပါမယ် trading လုပ်တာကအမြတ်အရန်များပါတယ်ဒါပေမဲ့ high risk high return ဆိုသလိုပဲအမြတ်များရင်အရှုံးလည်းများနိုင်ပါတယ် trading မှာအောင်မြင်ဖို့ဆိုရင် education ကအရန်လိုအပ်ပါတယ် trading psychology technical analysis တွေ risk management တွေကိုသိဖို့လိုပါတယ် beginner အနေနဲ့တော့ education ကိုသေချာလေ့လာပြီးမှ trading ကိုလုပ်သင့်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ DeFi refinement platform တွေမှာ liquidity ကို provide လုပ်ပြီးတော့အကျိုးများရယူတာပါ DeFi refinement တွေကို decentralized exchange တွေမှာရှိတဲ့ liquidity pool တွေမှာကိုယ် coin တွေကိုထည့်ပြီးတော့အကျိုးများရယူပဲဖြစ်ပါတယ် return တွေအနေနဲ့ကတော့များလည်းများနိုင်သလို risk ကလည်းများနိုင်ပါတယ်ဘာဖြစ်လဲဆိုတော့ crypto တွေကဈေးအတက်ကြအရင်ကြမ်းလို့ပါ decentralized exchange တွေမှာရှိတဲ့ liquidity pool တွေကိုသေချာလေ့လာပြီးမှသာတွားရောက်လုပ်သင့်ပါတယ်တတိယအနေနဲ့ကတော့ error ကောက်တာပဲဖြစ်ပါတယ် error ဆိုတာကတော့ free coin တွေပေးတာပါ project အသစ်တွေက user တွေကိုattract လုပ်ဖို့အတွက် free token တွေပေးတတ်ပါတယ်သူတို့ခိုင်းတာတွေလောက်ရပါတယ်သူတို့ကဘယ်လိုခိုင်းလဲဆိုရင် sign up လုပ်ခိုင်းတယ်သူတို့ရဲ့ social media တွေကို follow လုပ်ခိုင်းတယ်သူတို့ရဲ့ platform တွေကိုအသုံးပြုရတယ် free လုပ်လို့ရတဲ့ airdrop တွေရှိသလို9% ထည့်ပြီး9% နည်းနည်းပါသုံးရတဲ့ airdrop တွေလည်းရှိပါတယ်ချို့ airdrop တွေက return များသလိုချို့ return များတာလည်းဖြစ်နိုင်ပါတယ်အချိန်ကတော့အရန်ပေးရပါတယ်ပတ်စံကတော့အလောက်အရန်မကုန်ပါဘူး beginner အတွက်အသင့်တော်တဲ့နည်းလမ်းကတော့ long term investing လုပ်တာပါ hold လုပ်တယ်လို့လည်းခေါ်ပါတယ် coin တစ်ခုဈေးကျသည်ဖြစ်စေတက်သည်ဖြစ်စေ9နှစ်10နှစ်လောက်ထိကိုကိုင်နိုင်မယ်ဆိုရင် long term investing လုပ်တာအကောင်းဆုံးပါပဲဒါပေမဲ့ကို invest လုပ်မဲ့ coin ရဲ့ project ကိုတော့သေချာသိဖို့လိုပါတယ်ဒီ coin ဒီ technology ကဘာလဲဘာလို့အသုံးပြုမှာလဲ roadmap တွေကဘာလဲဆိုတာကိုတော့သေချာသိထားဖို့လိုပါတယ်နောက်ဆုံးအနေနဲ့ကတော့ staking လုပ်တာပါ staking ဆိုတာဟာ coin တွေကိုလောက်လုပ်ပြီးတော့အတိုးရယူတဲ့နည်းလမ်းပဲဖြစ်ပါတယ်ဘဏ်မှာပတ်စံသွားတဲ့သူတွေကလည်းအတူတူပါပဲကို coin တွေကို stake လုပ်ထားရင်တစ်နှစ်ပြည့်ရနဲ့သူပေးရဲ့အတိုးနှုန်းကိုရရှိနိုင်ပါတယ်လက်စအခန်းလိုပဲဘာမှမလုပ်ဘဲနဲ့တော့ရနိုင်ပါတယ်ဒါပေမဲ့အကျိုးမြတ်ကတော့အရင်နည်းပါတယ်နောက်ထပ် investing လုပ်မယ်ဆိုရင်တော့ staking ကိုမှတွဲလုပ်လို့ရပါတယ်ချင်းချုပ်အနေနဲ့ပြောရရင် cryptocurrency တွေက high risk high return မှာ cryptocurrency တွေကဈေးတက်ကြအရန်ကျန်တဲ့အတွက်ကြောင့်ကျိုးမြတ်လည်းအရန်များသလိုအများကြီးလည်းဆုံးရှုံးနိုင်ပါတယ်ကို trade invest လုပ်မဲ့ coin project တွေကိုသေချာသိအောင်လုပ်ပါ education ကိုသေချာသင်ယူပါအဲ့တော့ပြုလုပ်တာတွေကိုတော့အရန်အားမပေးချင်ပါဘူး trade invest ကိုတကယ်သေချာလုပ်တော့ပါပြီဆိုရင် career အနေနဲ့ပါတည်ဆောက်လို့ရနိုင်ပါတယ်ဒီဗီဒီယိုဒီ educational purpose only ဖြစ်ပါတယ် financial advice မဟုတ်ပါဘူး cryptocurrency နဲ့ပတ်သက်တဲ့ဘုဒ္ဓရာတွေကိုဆက်လက်လေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော် channel လေးကို like and subscribe ပြုလုပ်သွားနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်